အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ထိုးပြမဲ့ပန်းလေးကတော့ဆွတ်ကြပန်းပဲဖြစ်ပါတယ်ဆွတ်ကြပန်းကိုမှဒီဟာရင်ကပ်ပန်းပေါ့နော်ရင်ကပ်ပန်းအလဲမှာအလဲထိုင်အပွင့်ကြီးလေးထိုးပြမှာဖြစ်ပါတယ်သူကဒါအနွယ်အခက်တွေအလဲမှာထည့်တဲ့အပွင့်ကြီးမျိုးလေးပါနော်ဒီပန်းလေးထိုးပြပါမယ်နော်ဒါလေးတစ်ချက်လောက်လိုက်ကြည့်ပေးပါကျိုးရှည်ခုနှစ်လက်မအောင်အခွေလေးခွေပါမယ်နော်ခုနှစ်လက်မအရင်ဆုံးမှတ်ပြီးတော့အရောင်ရင်းဆိုရင်မှတ်ခဲ့အဖြူလေးနဲ့မှတ်လို့ရပါနော်ခွေးလေးစခွေတဲ့ခါကျရင်အဖျားလေးကိုအတွင်းဘက်ကိုနည်းနည်းလေးစောင်းပြီးတော့ခွေပေးပါနော်ခွေလေးခွေပြီးသွားရင်နော်ခွေပြီးသွားတဲ့ခါကျဒီနောက်အမှတ်ကလေးရှိရယ်နော်နောက်ဘက်ကနေပြီးတော့အခလေးကိုထုံမယ်နော်အခလေးကိုဒီနောက်ကအခွေတစ်ဝက်လောက်ကနေဒီလိုလေးထုံမယ်ထုပ်ပြီးသွားရင်လဲဖို့အနဖားလေးနဲ့သွင်းပါမယ်ဒီမင်းနောက်တစ်ချီတည်းထည့်ရမယ်နော်အတိုလေးတစ်ခုချိုးမယ်ဒီတိုလေးကလက်မ2စိတ်သို့မဟုတ်3စိတ်လောက်ရရတယ်နော်ပြီးတော့သူ့ထက်နည်းနည်းရှည်တဲ့ size လေးချိုးမယ်နော်သူ့ထက်နည်းနည်းရှည်တဲ့ size လေးဆိုဒါလေးကဒီရှေ့မှာ3စိတ်နော်3စိတ်ဆိုရင်ဒီရှေ့မှာဒါလေးက6စိတ်လောက်ရှိမယ်နော်ဒါလေးက3စိတ်ဒါလေးက6စိတ်ပြီးနည်းနည်းရှည်တာလေးတစ်ခုချိုးပါမယ်ဒါလေးကတော့ရှေ့ကနှစ်ခုလိုမျိုးလေးအုံနိုင်အောင်နော်နည်းနည်းညွတ်ညွတ်လေးဖြစ်နိုင်အောင်ရှည်လေးလုပ်ပါနော်သူ့ရဲ့အရှည်လေးကိုလည်းပြမယ်တလက်မရဲ့2စိတ်ပါနော်ဒီ3ခုမှာပွင့်ချက်တစ်ခုပါရှင်ကဲဒီ3ခုကိုပွင့်ချက်တစ်ခုဒီအခုအရှည်လေးချိုးပြရဆိုဒီပထမအောင်ဆုံးဟာလေးပြန်လာမယ်နော်တိုလေးတစ်ခုပြန်ချိုးမယ်အဲဘိုးလည်းအနဖားလေးနဲ့ညီညီလေးထည့်သွားမယ်နော်ပြီးအရှည်လေးတစ်ခုချိုးမယ်နော်ဒီအရှည်လေးကလည်းဒီဟာလေးနဲ့ညီနေရမယ်နော်ဒီမလေးကြိုက်ကြည့်လို့ရအောင်နော်ဒီမလေးချိန်ကြည့်လို့ရအောင်နော်ဒီဟာလေးကညီလားဒီလိုလေးပေါ့ချိန်ကြည့်ပြီးတော့နောက်ထပ်အရှည်လေးတစ်ခုချိုးရမယ်ဒီအရှည်လေးနဲ့ဒီအရှည်လေးနဲ့ညီလားဆိုချိန်ကြည့်လို့ရအောင်နော်ကျွန်တော်မှဆက်နော်ဝိကျန်လေးတွေတောက်လျှောက်ချိုးသွားပါမယ်ရှင်ဘလောက်ရလို့တတ်မှတ်မထားပါဘူးဒီခွေးလေးဆက်သလောက်ချိုးမယ်နော်ပန်းအကြီးလေးတွေပွင့်ပတ်ပန်းမွေအကြီးလေးချိုးတဲ့ခါကျအများနဲ့ကြုံရတဲ့ပြဿနာပေါ့နော်ကျိုးအရှိကြီးတွေခုမှရှိနေကိစ္စမရှိဘူးကျိုးအရှိကြီးတွေမရှိဘူးဆိုရင်ဒီမှာပန်းချိုးနေရင်လည်းကျိုးကုန်သွားပြီကျိုးကုန်သွားပြီဆိုရင်ဒီဟာတစ်ခါတည်းကျိုးဆက်နည်းလေးပါပြပေးမယ်နော်ရှင်းပွင့်နေထိုးတော့ရတယ်ကိုကကျိုးဆက်နည်းလေးတွေကြုံကြုံလို့ပြပေးသွားတာနော်ဒီကျိုးဆက်နည်းလေးသိပြီဆိုရင်ပန်းပွင့်နေဘယ်လောက်ပဲမြတ်ပန်းပွင့်ကြီးတာဘယ်လောက်ပဲထူးထူးပေါ့နော်ပွင့်ကြီးတာဘယ်လောက်ပဲထူးထူးကျိုးဆက်နည်းသိထိုးရပါတယ်နော်ထိပ်ဖျားလေးတွေဖွာနေမိချစ်ကလေးနဲ့တို့မယ်နော်မိချစ်လေးနဲ့တို့ပြီအခုနောက်ဆုံးပွင့်ချက်လေးချိုးမယ်နောက်ဆုံးပွင့်ချက်လေးချိုးတဲ့နေရာမှာဆက်မယ်ဆက်တဲ့ခါကျရင်ဒီပွင့်ချက်ခောက်တဲ့ထဲကိုအတွင်းနဲ့ဝင်ပြီးချိုးလို့ရတယ်အခုဒီမှာဒါလေးကြည့်လိုက်မယ်ဒါလေးကြည့်မယ်ဆိုတာပွင့်ချက်အသေးလေးတစ်ခုချိုးလို့ရတယ်ဆိုဆက်ချိုးရနော်အဲ့အသေးလေးချက်မှဆက်လိုက်ရတယ်ကဲဒါလေးကိုခောက်လိုက်အောင်မနော်ဒီဟာလေးကိုခြေတုပ်လိုက်အောင်မယ်ကဲခြေတုပ်ပြီးသွားပြီဆိုရင်ဒီမှာပွင့်ချက်အသေးလေးတစ်ခုချိုးမယ်နော်သေးလေးတစ်ခုချိုးမယ်ချိုးတဲ့နေရာမှာထည့်မယ်ထည့်တဲ့ခါကျလည်းဒီကျိုးလေးကိုအလှဘက်ကထည့်ဖို့တတိထားနော်ချိုးကြောင်းဘက်ကလှည့်ပြီးသွားဆိုရင်ပြန်လှည့်ဖို့ခက်တယ်အခုဒါလေးကိုအထက်ထဲကိုထည့်လိုက်ပြီထည့်ပြီးတော့ဒီမှာတစ်ခါလေးခြေတင်လိုက်ပြီနော်ဒီတိုင်းလေးပဲတဲပြီးတော့ဒီတိုင်းလေးပဲကင်ပြီးတော့ဟောပြသွားမယ်ဆက်ချိုးသွားမယ်နောက်တော့မှဒီနေရာလေးကိုအနဲ့ပေါက်မယ်နော်ပွေးချက်တွေအကုန်လုံးချိုးပြီးသွားတဲ့အခါကျနောက်ဆုံးကြမှာဒီနေရာလေးအနဲ့ပေါက်မှာခုလောလောဆယ်ဒီတိုင်းလေးပဲထိန်ပြီးတော့ချိုးသွားမယ်နော်ဆက်ပြီး
တောက်လျှောက်ချိုးသွားမယ်နော်ပွင့်ချက်က1ခု2ခု3ခု4ခု5ခုရသွားပြီနော်ဒီမှာဘယ်နှခုလောက်ရမလဲဆက်ချိုးကြည့်ရအောင်နော်ကဲပန်းနေပြီးသွားပြီနော်ပြီးသွားပြီဆိုတော့အချမ်းနေပြီးသွားတာပြောရအောင်နော်1 2 3 4 5 6 9ဖက်ရတယ်နော်ပွင့်ဘက်အားလုံးမှာ9ဖက်ရတယ်ပတ်မွန်လေးတွေအဆုံးသတ်မယ်ဆိုရင်အများနဲ့ပြောနေကြတဲ့အတိုင်းပဲလုပ်နေကြတဲ့အတိုင်းပဲလုပ်မယ်ဒီမှာဒါဆုံးသတ်သွားပြီနော်ဒီမှာကဲဆုံးသတ်သွားပြီဒီနောက်မှာဆုံးသက်သွားပြီဆိုဒီနေရာလေးအနဲ့တစ်ချက်ဆိုင်မယ်နော်အနဲ့ဆိုင်ပြီးဒီအပေါ်အခွေလေးတင်နေတင်ဒါမှမဟုတ်ကျိုးအနောက်အခောက်သိမ်းနေတင်ဒီနှမျိုးကအနဲ့ဆိုင်ပြီးမှလုပ်လို့ရမယ်နော်အနဲ့မဆိုင်ပဲလုပ်တဲ့ခါကျရင်ဒီပွင့်ချက်ကပါနောက်ကိုလိမ်ပြီးကျသွားမယ်နော်ကဲလုပ်လိုက်အောင်နော်အနောက်ဘက်ကိုလှမ်းမယ်လှမ်းပြီးသွားတဲ့အခါကျရင်ဒီမှာပွင့်ချက်အရှိလေးနော်အရှိလေးတရားနေပြီးတော့အခွေကိုတော့ဝတ်ရအောင်နော်ဒီတော့ထိရအောင်ပေါက်မယ်ကဲဒါလေးဆိုခိုင်သွားပြီဆိုခုနကကျိုးဆက်ထားတဲ့နေရာလေးရှိသေးတယ်နော်ကျိုးဆက်ထားတဲ့နေရာလေးရှိတယ်ဒီမှာတွေ့လားနော်ဒီနားလေးကျိုးဆက်ထားတဲ့နေရာလေးကိုအဲ့ဒါတစ်ချက်ပေါက်မယ်နော်အဲ့နေရာလေးအဲ့နဲ့ပေါက်ထားမှသာလေဟိုကျိုးဆက်ထားနေရာလေးရလေပြန်ပြုတ်မထွက်သွားမှာနော်နှုတ်မဆိုရင်ဒါလေးကကြကြမခါပါဘူးနော်ပြန်ပြုတ်ထွက်တယ်အဲ့နဲ့ပေါက်ထားမှသာလေပြုတ်မထွက်တာနော်ဒီမှာနော်ဒီလိုလေးနော်ချီလေးနဲ့ရှော့ပြီးသွားပြီဆိုရင်ဒီမှာဆက်ထားတဲ့နေရာလေးဒီကျိုးလေးကိုခောက်သိမ်းမယ်နော်ခုနအနဲ့ပေါက်ထားတာဖြစ်တဲ့အတွက်ခုနအနဲ့ပေါက်ထားပြီးသားဆိုဒီကျိုးလေးကိုဒီနောက်ကိုခောက်သိမ်းလိုက်မယ်ဒီဟာပွင့်ချက်ကလေးလိမ်ပြီးမလိုက်လာတော့ဘူးနော်မလိုက်လာတော့ဆိုရင်ဒါလေးကိုခောက်လိုက်တော့နှစ်ခေါက်လောက်တုပ်ပြီးချီတုပ်ပြီးဖြတ်လိုက်ရပြီနော်ကဲဒီမှာလည်းလွှဲရပါပြီနော်ပြီးပွင့်ချက်လေးပူးတာပြမယ်နော်ပွင့်ချက်လေးပူးတာကိုဒီအောက်ကနေပြီးတော့အတူလေးကနေအရင်စထွက်မှန်းတော့ဒီပန်းလေးကိုနောက်ကိုလှမ်းလိုက်လှမ်းပြီးဒီအတူလေးကနေဒီလိုလေးထွက်ထားမယ်ဒီမှာနော်ဒီလိုလေးထွက်လိုက်မယ်ထပ်ပြီးသွားရင်ရှည်လေးတွေဒီလိုတစ်ချက်ဒီလိုတစ်ချက်အဲ့လိုတော့ပဲဒီလိုဆွဲထုတ်လိုက်ပါဆွဲထုတ်ရင်ဒီလိုတတလေးပဲဒီမှာနော်ဒီလိုလေးညှက်ချရမယ်နော်ညှက်ရမယ်နော်ညှက်လိုက်တဲ့ခါကျပိုးသွားရင်နော်ပိုးသွားတဲ့ခါကျရင်ဘက်ကအချီထွက်ထားတဲ့နေရာအဲ့ပြောင်းဝင်မယ်နော်ဒီဟာလေးနဲ့ပို့ပြီးတော့ဒီလိုချီတော့ပြီးဖြန်းလာလို့ရပြီနော်မလာလေးဒီလိုပို့သွားရနော်ပို့သွားပြီဆိုရင်ကျန်တဲ့အပွင့်ချက်တွေအကုန်လုံးလည်းအဲ့လိုပဲလိုက်ပို့မှာနော်ဒီမျိုးလေးနော်နောက်ဆုံးပွင့်ချက်လေးတစ်ခုပဲကျန်တော့တယ်နော်ဒီပန်းလေးကိုလေဒီဆက်ကြပန်းလေးကိုခုနဒီလိုမပူးခင်အနေထားမပူးခင်ပေါ့နော်မပူးခင်ပုံစံမျိုးလေးကိုလည်းဒီတိုင်းလေးတက်ကြရလဲရှိတယ်တချို့ကြဒီတိုင်းကလေးပဲကြိုက်လို့ပေါ့နော်ဒီတိုင်းလေးတက်ကြရလဲရှိတယ်သူ့ဒီလိုမျိုးလေးပူးလိုက်တဲ့ခါကျတော့လေသူကဒါဆက်ကြပန်းလေးပေါ့ဆက်ကြပန်းလေးရဲ့ငပုံမူလပုံစံပေါ့နော်တချို့ကကြတော့အဲ့လိုမျိုးထိလေးတွေမပူးပဲကလေးတက်လို့လည်းရတယ်နှမျိုးသုံးလို့ရတယ်ဆိုတော့ပြောပြပေးရနော်အဲ့တိုင်းလေးတိုင်းကြိုက်ရင်လည်းလေးတိုင်းပဲတက်လို့ရတယ်ကြိုက်ဘူးဒီလိုဆွဆွလေးကြိုက်တယ်ဆိုရင်ဒီလိုမျိုးလေးပြန်ပြီးတော့နော်ဆွဆွလေးတက်လို့လည်းရတယ်
ဒီစက်ကြပန်းလေးကိုအပွင့်သေးလေးလုပ်ချင်နေဆိုရင်ဒီအခွေဆိုင်ကလေးကိုသေးလိုက်နော်ဒီအခွေလေးကအခု9လက်မှထိုးထားတယ်အပွင့်ထက်ကြီးကျင်တယ်ဆိုရင်အခွေဆိုင်ကိုထက်ကြည့်ပေးဒီအခွေဒီထက်အပွင့်ကြီးကျင်တယ်ဆိုရင်အခွေဆိုင်ကို10လက်မှ9လက်မှတိုးပြီးတော့ထပ်လုပ်လို့ရတယ်အပွင့်ငယ်ကျင်တယ်ဆိုရင်ဒီအခွေဆိုင်ကို9လက်မှနဲ့3လက်မှတိုးလို့လျှော့လို့ရတယ်နော်ကိုကအပွင့်ငယ်လေးလုပ်ချင်တယ်ဆိုရင်အခွေဆိုင်လျှော့လိုက်တာနဲ့အပွင့်လည်းငယ်သွားမယ်နော်ဒါအိမ်မှာတင်ပတ်ကျက်တွေတင်တဲ့သူလေးတွေလည်းအကုန်လုံးကိုလည်းအဲ့လိုပဲတစ်ခါလေးပြပြပေးထားတာဆိုတော့လေအခုဒီဗီဒီယိုဖိုင်ကိုကြည့်တဲ့ဝါသနာရှင်ပတ်ကျက်တွေထိုးတဲ့ညီမတွေရောအမတွေရောပေါ့နော်ဒီပန်းလေးတစ်ပွင့်ထိုးတာနဲ့အပွင့်အကြီးအသေးဘယ်လိုလုပ်ရလဲဆိုတာသိရအောင်သဘောပေါက်အောင်တစ်ခါလေးရှင်းပြပေးရပါနော်ဒီပန်းကျက်ဒီဗီဒီယိုဖိုင်လေးကိုကြည့်ပြီးတော့အကျိုးမြတ်တစ်ခုခုရတယ်ဆိုရင်ကျင်းနေပါပြီနော်အရန်ကူလေးဖြစ်သွားတယ်ပြန်ပြီးလက်လေးနဲ့ဆွဲထုတ်ပြီးလို့ရတယ်တော့ချီနဲ့တင်းသွားတယ်ဆိုတော့ဒါခုံခုံဖြစ်သွားတယ်လက်လေးနဲ့ဆွဲထုတ်ပြီနော်ဒါလေးဆိုမပြီးသွားပြီနော်ပြီးသွားပြီဆိုရင်ဒီအလဲလေးကိုဒီတိုင်းလေးထားလိုက်ရတယ်။ချီချက်ကလေးတွေလှနေဆိုတော့လေနော်။ဒါမှမဟုတ်အခွေလေးထပ်တင်နေတယ်ဆိုတော့တင်လို့ရတယ်။ဒီအခွေဆိုင်ကို9လက်မှလောက်ထားရဲဆိုရင်သူ့ပေါ်ထပ်တင်မဲ့ကျိုးကို1လက်မှပို့ပေး10လက်မှတင်ရမယ်နော်။ तू က9လက်မှဆိုတရား9လက်မှတင်အောက်ကချီနေမင်းနေရမယ်နော်။မရဘူးဒါ9လက်မှဆိုဒါ10လက်မှတင်ပြီ။ဒီက10လက်မှဆိုဒါ9လက်မှတင်ပြီ။ဒါ9လက်မှဆိုဒီမှာ6လက်မှတင်ပြီနော်။ကိုအဲ့ဒါဆိုရင်အခွေဆိုင်10လက်မှတိုင်းပြီးတော့ဖြစ်မယ်နော်။ခွေလေးကရှစ်လက်မတိုင်းပြီးဖြတ်ပြီးသွားပြီနော်အခွေတော်ပြတ်တယ်ဒီကျိုးလေးကလေရှစ်လက်မတိုင်းပြီးဖြတ်ပြီးသွားပြီဆိုတော့ဒီကျိုးလေးကိုကိုယ့်ဘက်ကိုမျက်နှာမူပြီးတော့ခွေလေးစားခွေပြီနော်ခွေတဲ့ခါကျညီညီလေးနဲ့လှလှလေးနော်ညီလှလှလေးခွေသွားမယ်နော်ဒီမှာခွေလေးခွေပြီးသွားရင်နော်ကျိုးရှည်ရှင်းလက်မခွေလေးခွေထားရင်နော်ပန်းလေးရထားဆိုအဆုံးတက်တော့မှာပေါ့နော်အဆုံးမတက်ခင်ကိုကြည့်နေတဲ့ကြည့်ရှုသူနေနဲ့ဒီပန်းမွင့်လေးကိုပန်းမွင့်လေးတွေကခုနလိုကားလေးလှုပ်ထားတာလှတာလားဒါမှမဟုတ်ဒီလိုစုလေးကပိုလှတာလားဒါမှမဟုတ်အခွေတင်တာပိုလှတယ်တစ်ချိန်အခွေမတင်မဲ့ဒီလိုပိုလှတယ်ကိုယ့်ရဲ့ထင်းမြင်ချက်ကလေးတွေကိုလည်းအောက်ကုတ်မှတ်မှာရေးခဲ့ပြီးလို့ရတယ်နော်ကြည့်ရှုနေတဲ့လူတွေကြည့်ရှုနေတဲ့ပန်းချစ်သူဝါသနာရှင်တွေလည်းအဲ့ကုတ်မှတ်လေးရေးခဲ့ပြီးပါကိုယ့်ရဲ့အမြင်လေးတွေပေါ့နော်နောက်ပြီးတော့ဒီဗီဒီယိုဖိုင်လေးကိုလည်း like လေးပေးပြီးတော့ share ပေးပါနော်ဒါမှတခြားဝါသနာရှင်တွေလည်းမြင်ရမှာပါနော်ဒီလိုအခွေလေးကိုထပ်တင်လိုက်ပြီတင်ပြီးသွားရင်အခွေသားလေးနဲ့တွဲပြီးတုံးပါနော်အသားလေးနဲ့နော်အဖျားလေးနဲ့ပဲပေါက်ချမယ်နော်ပတ်လေခိုင်သွားရင်နော်ဒါလေးတစ်ချက်တုပ်လိုက်ရင်ရပြီနောက်မှခြေတုပ်ပြီးဖြတ်လိုက်ရပါပြီနော်ကဲဒီလက်ပါတဲ့အပွင့်လေးပွင့်လေးရပါပြီနော်ကဲကြည့်ရှုတဲ့ပန်းချစ်သူတို့လည်းအဆင်ပြေကြပါစေကျေးဇူးပြုတင်ပါတယ်